သိချင် gross profit တွက်ပုံလေးနဲ့ပတ်သက်ပြီးနည်းနည်းမေးချင်လို့ပါ ဟုတ်ကဲ့ရှင်ပြီးပါ ဟုတ်ပါအထည်ချုပ်ပဲပေါ့နော်အဲ့ဒါအခုကျွန်တော်တို့ကဘယ်လိုတွက်နေလဲဆိုတော့ဟုတ်လို့ပိတ်တဲ့အုပ်မှာပေါ့နော်အမြဲဘယ်လောက်ရတယ်ဆိုတာသိထားတယ်ပေါ့အဲ့အတွက်ကြောင့်မလို့ဒီတစ်လမှာပိတ်ဥပမာ10အုပ်ညှက်လိုက်ရတယ်ချုပ်လိုက်ရတယ်ဆိုလို့ရှိရင်အမြဲဘယ်လောက်ဆိုပြီးတော့အခုလောလောဆယ်အဲ့လိုနည်းနဲ့တွက်နေတယ်ပေါ့နော်အဲ့ဒါမှားလားမှန်လားမသိဘူး အဲ့ဒါ standard costing လို့ခေါ်တယ် standard costing ဆိုတာဘာလဲဆိုတော့မလုပ်ခင်မှာဒီပစ္စည်းတစ်ခုရောင်းဖို့အတွက်ကျွန်တော်အရင်ဆုံးကြိုတွက်လိုက်တာပိတ်စတအုပ်ညံ့တော့ငါတို့ကဘယ်နှစ်ထည့်ထွက်မှာပဲလို့တခါလေးအပြီးတွက်လိုက်မတော်တာအဲ့လိုထားတာယူစားတယ်ဟုတ်လား ဟုတ်ကဲ့ အဲ့ဒါ standard costing လို့ခေါ်တယ်တွက်လို့မရတာတော့မဟုတ်ဘူးရတယ်ဒါပေမဲ့ standard costing နဲ့ actual နဲ့အရန်ကွာတဲ့ဟာမျိုးတွေရှိတိတိကျကျမလုပ်ထားမိတဲ့ဟာမျိုးတွေပေါ့ဆိုကြပါစို့ဥမာပိတ်တလိပ်ကိုထုတ်လို့အထက်100ထွက်မယ်ဆိုတာဟာကိုက65တည်းပဲထွက်တာကိုမသိဘူးပေါ့100နဲ့ပဲတွက်နေမိတာမျိုးဆိုရင်တဲ့ကိုယ့်ရဲ့ costing မှားနိုင်တာပေါ့ကိုယ့်ရဲ့အရှုံးမြတ်မှားနိုင်တာပေါ့အဲ့တော့ပုံမှန် practice ကတော့ standard costing နဲ့အရင်စအလုပ်လုပ်ရတယ်ဘာလို့လဲကျမတို့ကရောင်းစည်းတွက်ရမှာရှိတယ်ဘယ်လောက်ဆိုမှမြတ်မယ်ဒါဒီကြိုက်လားမကြိုက်ဘူးလားရောင်းတင်လားမရောင်းတင်ဘူးလားဒီပုံချုပ်လားမချုပ်ဘူးလားဆုံးဖြတ်ဖို့အတွက်ကျမတို့ဘာလုပ်လဲဆိုရင်ခုနကတော့ standard costing ဆိုတာလုပ်တယ်ဒါပေမဲ့အဲ့ standard costing အတိုင်းပိတ်တလိပ်ကိုဒီမှာအထက်100ထွက်မှာတကယ်ပဲအတရားထွက်သလားတော့ပြန်စစ်ဖို့လုပ်သေးတယ်ပြီးွားရင်တော့အဲ့100ထွက်တဲ့အတိုင်းပဲ65တည်းပဲထွက်တယ်ဆိုတော့65တည်းနဲ့ကျွန်တော်တွေ့ရအောင်ကျမတို့ရဲ့ GPO တော့ပြီးရင်တော့ကျွန်တော် standard costing ကိုလိုက်ပြန်ပြင်ရဒါကတနည်းပေါ့ဒီနားလေလားပြောတာ နားလည်တယ်ရှင် okay ဒီနောက်တစ်ခါကျတော့ဗာလဲဆိုတော့ကျမတို့အဲ့လိုမျိုးလုပ်ပြီးပြီဆိုရင်တော့ standard costing နဲ့ပဲသွားမယ်တဲ့ကျွန်တော်တို့ကရတယ်ပြီးွားရင်တော့ ground shot ကောက်နိုင်နေဆိုရင်တော့ခုနကတော့ကျွန်တော် standard costing နဲ့တွေ့တော့ဒီနေ့ထားပါတော့ဥမာတစ်လားတော့ထည့်1000ရောင်းရတယ်အဲ့အထက်1000လုံးရဲ့ပိတ်စကတော့ဖြင့်တလိပ်ကို100ထွက်တာဆိုတော့သဘောက10လိပ်ကုန်နေပေါ့အဲ့ဒါဆို10လိပ်ကုန်နေဆိုရင်တကယ်တမ်းကျမတို့က ground shot လဲကောက်လိုက်ကောကျမတို့က opening ကဘယ်လောက်လဲဝယ်တာကဘယ်လောက်လဲအခု standard အရာသုံးလိုက်တာကဘယ်လောက်လဲဆိုရင် closing stock ကျန်မဲ့ခဏထွက်လာလားမထွက်လာဘူးလား ဟုတ်ထွက်လာပါ ကျွန်တော်နားလေလားမသိနော်ကျွန်တော် opening stock ကတိတ်ရ opening stock ရှိတယ်အဝယ်ရှိတယ်ခုန standard အရာတစ်လားလုံးသုံးတာစုပါပိတ်စတော့ဘယ်လောက်ကုန်မှာလို့ပြောပြီးတော့ standard အရာတွက်လိုက်တဲ့အသုံးရှိတယ်လောက်ချလိုက်ရင် closing stock တစ်ခုထွက်လာတယ်ဘယ်လောက်ကျန်မယ်ပေါ့ဒါပေမဲ့ closing stock ကောက်လိုက်ပေါ့အဲ့ကနေကမတူဘလို့ပဲကောက်ငါ closing stock ကအမှန်လို့ပြောရင်ねခုနတော့ကပုတ်ချလိုက်တဲ့ကနန်းနဲ့ closing stock နဲ့ဂျားထဲမှာဟာတဲ့အာ stock adjustment ဖြစ်သွားပြီးတော့ကျမတို့ရဲ့စိတ်ရင်းကိုသွားပြီးတော့ခုနပြောတဲ့ cost of sale ကိုထည့်ပေါင်းပေးနေရဟုတ်ကဲ့အဲ့လိုကွာနေလို့ရှိရင်ကိုအဲ့ cost ကို adjust လုပ်ရတော့မယ်ပေါ့ မှန်တယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါရှင် ဟုတ်ကဲ့ပါ